အတုံးဝင်တာမလေးတို့ဘယ်လိုပြောလဲအတုံးဝင်အတုံးဝင်တာခေါင်းဟေးအတုံးဝင်တာလေပကိုင်းပါကိုင်းကအတုံးပြူတာဒါအတုံးဝင်တာဂူနာအတုံးဝင်တာအတုံးကြဟုတ်လားပါကိုင်းကပါတော့အတုံးပြူတာဝစ်စင်တာနော်အင်ကြီးတွေဝတ်တာဟုတ်လားပစ္စည်းတွေပါတွေဒါအတုံးပြူတာနော်အင်ကြီးဝတ်တာလဲပါကိုင်းနဲ့သုံးပါပစ္စည်းတွေပါတွေဟုတ်လားအတုံးပြူလို့ရတာတွေလဲဒါပါကိုင်းနဲ့သုံးတယ်အဲကြတော့အတုံးကြတယ်အတုံးဝင်တာကဂူနာနော်အဲကြတဂူနာဆိုရင်ဘာလို့အတုံးမဝင်ဘူးဟုတ်လားတဂူနာအတုံးမဝင်ဘူးတပိုးလေးဂူနာအတုံးမဝင်နိုင်ဘူးဒါကိုပြောတာအဲကျတော့တဂူနာပဲသုံးတပိုးလေးဂူနာပဲသုံးအဓိပ္ပာယ်တော့အတူတူပဲဟုတ်လားဒါအတုံးပြုတ်လို့ရလားဒါဝစ်လို့ရလားဘိုးလေးပါကိုင်ကဟာဝစ်လို့မရဘူးမဝစ်နဲ့ဆိုရင်ဘောဘယ်လိုပြောလဲမနဲ့ဆိုရင်ရောဟေးမနဲ့ဂျာငန်းပါကိုင်ဂျာငန်းပါကိုင်ဆိုတာနော်အတုံးမပြူးနဲ့မဝစ်နဲ့ဥမာပထမဟုတ်လားကတ္တာကဘာလဲဟုတ်လားဟာဒီပစိုးကိုမဝစ်နဲ့ဒီအင်ကြီးကိုမဝစ်နဲ့ဟုတ်လားဒါပစိုးတွေအင်ကြီးတွေဆိုရင်တော့ဒါဝစ်စင်တာနဲ့အဓိပ္ပာယ်ပြန်မယ်ဟုတ်လားပစ္စည်းတွေကိရိယာတွေဆိုရင်တော့အတုံးပြူတာနဲ့ပဲဟုတ်လားပြောမယ်ဆိုတာဟုတ်လားသဘောထဲမှာကိုယ့်ရဲ့စိတ်ဟိုဟာထဲမှာသိထားရမယ်ဟုတ်နော်โอเค